ဧကရဇင်မင်းကြီးစီပထမဆုံးအချိန်တွားရမယ့်ညမှာမင်းကလေးကအဖြူရောင်ဝတ်စုံကိုရွေးဝတ်ထဲတယ်။အဲဒီခါအစေကန်မလေးကမင်းကြီးရဲ့မျက်နှာသားကိုမရမှာဆိုလို့ပိုပြီးတောက်ပတဲ့အဝတ်စားကိုမြင်မြန်လဲဖို့အကြံပေးခဲ့တယ်။ဒါပေမဲ့ဒီရွေးချယ်မှုကပဲမင်းကလေးရဲ့အသက်ကိုကဲတင်နိုင်မယ်ဆိုတာသူတို့မသိခဲ့ကြဘူး။သူကပြန်လဲမွေးဖွားလာခဲ့တာကိုသူ့ရဲ့အရင်ဘဝတုန်းကတော့ဧကရဇင်မင်းကြီးရဲ့ချစ်ချင်းမေတ္တာကိုရဖို့အတွက်တောက်ပတဲ့အယောင်တွေပဲဝတ်ခဲ့တယ်။ဒါပေမဲ့မင်းကြီးကအဲ့ဒါကိုရွေးမုံပြီးသူ့ကိုရှောင်ဖယ်ခဲ့တယ်။နန်းတွင်းသူတွေကြားမှာလည်းမုံတီးမှုတွေရဲ့ပြစ်မှတ်ထွက်ခဲ့ရပြီးနောက်ဆုံးတော့သူ့ကိုတက်ပစ်လိုက်ကြလို့ပင်းပြတဲ့မကျေနပ်ချက်တွေနဲ့ပဲအသေးဆုံးခဲ့ရတယ်။သူပြန်နိုးလာတဲ့အခါမှာတော့နန်းတော်ထဲကိုပထမဆုံးစဝင်ခဲ့တဲ့အချိန်ကာလကိုပြန်ရောက်နေတာကိုတွေ့လိုက်ရတယ်။အခုတော့သူ့ရဲ့အစေခံမလေးကဧကရောဇင်မင်းကြီးနဲ့ပထမဆုံးတွေ့ဆုံဖို့အတွက်အဝတ်စားသစ်တွေယူလာပြီးတယ်။မင်းကလေးကအဝတ်စားတွေကိုကြည့်ရင်သူ့ရဲ့အစဉ်ဘဝကကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကိုပြန်သိရသွားတယ်။အသက်ရှင်သန်ဖို့အတွက်သူကအဖြူရောင်ဝတ်စုံကိုပဲပြက်ပြက်သားသားပြောင်းဝတ်လိုက်တယ်။မှန်ထဲကိုကြည့်နေတော့ရုတ်တရက်အမျိုးသားတစ်ယောက်ရဲ့စိတ်ထဲကအတန်းကိုသူကြားလိုက်ရတယ်။အမေရဲ့အတင်းအကျပ်ခိုင်းစီမှုတာမရှိရင်ဒီနေ့ကနန်းသွင်းကိုခြေတလန်းတောင်လမ်းမှာမဟုတ်ဘူး။ဒီမိန်းမတွေကနိုင်ငံတော်နဲ့ရှင်ရင်ဘာမှမဟုတ်ဘူး။မင်းကလေးကဘဲသူပြောတာလေးလို့တွေးနေတော့ဧကရဇင်မင်းကြီးရောက်လာတယ်။စိတ်ထဲကအတန်ကထပ်ပြီးပဲ့တင်ထလာတယ်။သူမရဲ့ဥဆောင်ကတခြားသူတွေနဲ့မတူပဲစမ်းတစ်ပြီးရိုးရှင်လေ။တမင်တကာဈေးကင်နေတာလားမသိဘူး။အဲဒီခါမှာမင်းကလေးကဧကရဇင်မင်းကြီးရဲ့အသွေးတွေကိုကြားနိုင်တယ်ဆိုတာသဘောပေါက်သွားတယ်။သူမြန်မြန်ဆန်းဆန်းပဲဒူးထောက်အယိုသေးပေးလိုက်တယ်။ဒီလိုမမျှော်လင့်ပဲစိတ်ဖက်နိုင်တဲ့လက်ဆောင်ကသူ့ကိုအသက်ရှင်သန်ဖို့ချက်နီလန်တစ်တစ်ခုပေးလိုက်သလိုပဲ။ဒါဆိုဧကရဇင်မင်းကြီးကအလို့ကိုအရန်လုတဲ့သူဖြစ်ပြီးအလားဖတွေကိုမကြိုက်တာကိုအရင်ဘဝတုန်းကသူစူးစမ်းခဲ့ပေမဲ့မင်းကြီးရဲ့မျက်နှာသားကိုမရခဲ့တာအန်တော့စရာမဟုတ်တော့ဘူး။အဲ့ဒီတော့နန်းသွင်းသူတွေရဲ့ပြစ်မှတ်ထားခြင်းကိုခံရပြီးနောက်ဆုံးမှာအသက်ဆုံးရှုံးခဲ့ရတယ်။ဧကရဇင်မင်းကြီးကတိတ်ဆိတ်တဲ့ညစာပဲစားချင်တယ်ဆိုတာကြားလိုက်တဲ့အခါမင်းကလေးကအမြန်ပဲအရသာရှိတဲ့ဟင်းပွဲတွေကိုမြည်ဆန်းဖို့ဖိတ်ခေါ်လိုက်တယ်။သူရဲ့စဉ်းစားတွေးခေါ်မှုကြောင့်အန်တော့သွားတဲ့မင်းကြီးကဝမ်းမြောက်ဝမ်းသာသဘောတူလိုက်တယ်။ဒါပေမဲ့မင်းကလေးကသူ့ကိုကောက်ကင်လိုက်တာနဲ့ဧကရဇင်မင်းကြီးရဲ့မကျေနပ်တဲ့အတွေ့တွေကိုသူကြားလိုက်ရတယ်။ဒီနန်းသွင်းသူတွေကဒီလိုအစီအိမ်မတဲ့ဟင်းပွဲတွေနဲ့ငါနှလုံးသားကိုသိမ့်ပိုက်နိုင်တယ်လို့ထင်နေကြတာပဲ။သူကချက်ချင်းပဲဟင်းသီးဟင်းရွက်တွေကိုပြောင်းပြီးညဘက်ဖောဖောပါပါစားတာကကောင်းကောင်းအိပ်ပျော်စေတယ်လို့စဉ်းစားပြီးပြောလိုက်တယ်။ဧကရဇင်မင်းကြီးကနှစ်ချိုက်စားတောက်ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်ပဲစဉ်းစားလိုက်တယ်။ငါအခုမပြန်ရင်ဒီညတော့သူငါကိုဒုက္ခပေးတော့မှာပဲ။ဒါကိုသိလိုက်တဲ့မင်းကလေးကမြန်မြန်ပဲချောင်းဟန်ပြီးနေမကောင်းဟန်ဆောင်လိုက်တယ်။ဒီညသူ့ကိုပြုစုနိုင်မှာမဟုတ်ကြောင်းကြေညာလိုက်တာပေါ့။ဧကရဇင်မင်းကြီးကတော့တိတ်တိတ်လေးဝမ်းသာပြီးစိတ်အေးအေးညစာစားတယ်။သူပြန်သွားတဲ့အခါမှာတော့သူ့ရဲ့စိတ်ခံစားချက်ကအများကြီးကောင်းလာပြီးမင်းကလေးတို့ရရောတဲ့ဆုလာပြီးချက်ချင်းပြေးဖို့အမိန့်ချလိုက်တယ်။နောက်တနေ့မှာတော့တန်ဖိုးရှိတဲ့ကြောက်မြက်ရတနာတဲ့အများကြီးရောက်လာလို့အစေခံမလေးကအံ့အားတင်နေတယ်။ဒီလိုမျက်နှာသာပေးမှုမျိုးကသူ့အတွက်တမူထူးခြားတယ်လို့သူအံ့ဩနေပေမဲ့တခြားသောမိဖွားတွေကြားမှာမနာလိုစိတ်တွေကမကြခင်ပြန်နှံလာခဲ့တယ်။မိဖွားကောင်ကသူ့ကိုရင်ဆိုင်ဖို့ရောက်လာတဲ့အခါမင်းကလေးကအရင်ဘဝတုန်းကသူ့ကိုဘယ်လိုနှိပ်စက်ခဲ့တယ်ဆိုတာပြန်သိရသွားတယ်။ဒါကြောင့်မောက်မာတဲ့လေသားနဲ့တမင်ပြောလိုက်တယ်။သူတို့ကိုမနာလိုဖြစ်နေရင်ငါနည်းနည်းလောက်ခွဲပေးပါမယ်။မိဖွားကောင်ကဒေါသတကြီးဖြစ်ပြီးသူ့ကိုရိုက်ဖို့လက်မြောက်လိုက်တယ်။အဲ့ဒီအချိန်မှာပဲမင်းကလေးကဧကရဇင်မင်းကြီးရဲ့အတွေးတွေကိုကြားလိုက်ရတယ်။